สวัสดีค่ะทุกคนဒီတစ်ခါပေါ့နော်3ညကနေ10ထိရေးတဲ့နည်းကိုသင်ပေးမှာဖြစ်ပါတယ်အရင်ဆုံးရေးတွက်တဲ့နည်းကိုကြည့်ရအောင်0 1 2 3 4 5 6 7 8 9 10အဲ့ဒါဆိုရင်ဘယ်လိုရေးလဲဆိုတာရေးနည်းကိုအတူတူကြည့်သွားရအောင်နော်3ညကို0 0တစ်ကိုအဆန်ကနေစရေးမယ်နော်1 1နှစ်ကို2 2အဆန်ကနေစရေးမယ်နော်3ကို3 3အဆန်လေးကနေစရေးပေးပါ4ကို4 4 5ကို5 5 5 6ကို6 6 6 9ကို7 7 7 8ကို8 8 9ကို9 9 9